ရုတ်ပြည်နောက်ပိုင်းမှာဒါရေကြီးရေရှမ်းမှုဖြစ်တဲ့ဟာတွေတော်တော်ချင်းနေဆိုးတာနော်အခုဆိုရင်ဒါရေတွေကတအားတက်ပြီးတော့လေမြစ်တွေပါချောင်းတွေပါကိုရေရှမ်းပြီးတော့တရားတွေပါဖြစ်နေတရားတွေဆိုလဲရေကတအားမြုပ်နေအခုဆိုရင်ဒါစားတော့ကုန်တွေရောစားသားတွေပစ္စည်းတွေကအဲ့မြစ်ထဲမှာမျောနေတော့လူတွေကလေရေလဲကြောက်ရောဒါပစ္စည်းတွေကိုလိုက်ကောက်နေရသီလားကောက်နေရအဲ့အမိုက်ရွှေရွှွန်တော်တွေထဲနေပြီးတော့အဲ့အစားတောက်တွေကိုလိုက်ရှာပြီးတော့လေအဲ့လိုမျိုးဖြစ်နေရအချို့ဆိုလို့ရှိရင်ဒါစားစရာလေးဖြဲကရှာပြီးတော့ငါးတွေတော့မှလေဘာဖြစ်လဲဆိုတော့အဲ့လိုရေအောက်ထဲမှာမနေနိုင်မနဲ့ရေပေါ်တက်ပြီးအသက်ရှူနေရတာခက်ခဲနေအဲ့လိုမျိုးတွေတော့ဖြစ်နေ24ရက်နေ့ကမိုးကြီးသွားတဲ့ကိစ္စပေါ့သူတို့ကအရှော့အောက်ထဲမှာအသက်ရှူလို့မရတော့သူတို့တွေကအဲ့ဒါရေကြီးတာနဲ့အပေါ်တက်ပြီးတော့အသက်ရှူနေရပါတော့အိမ်နေထဲမှာဆိုလဲအိမ်နေတဲ့ရေတွေအကုန်မြုပ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ပစ္စည်းတွေကအကုန်လုံးကလေရှုံနေနဲ့ထူထပ်ပြီးတော့အခုကယ်သေးတွေကတအားလုပ်ပြီးနေရတရုတ်ပြည်မှာလဲတရုတ်ပြည်ရဲ့အနောက်ပိုင်းခေါ်တာပေါ့ရေကြီးရေရှမ်းမှုတွေဖြစ်နေတဲ့ကိစ္စ